မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကနောက်ထပ်အတန်နဲ့ကျွန်တော်ရဲ့အတူတူလေ့လာကြည့်အောင်ပေါ့နော်ဆိုတော့ဒီအတန်ဘာတန်လဲဆိုတော့နည်းနည်းလေး English မှာဆိုရင်တော့ပြောရင်တော့ very popular sounds ပေါ့သူကတော်တော်လေးအသုံးများတယ်သူကဒီ British ပေါ့နော်ဒီ British တွေမှာသူဒီအတန်ကိုသုံးတာများတယ်အဲ့တန်ဘာတန်လဲဆိုတော့ sure အတန်လို့ပြောတယ်ဆိုတော့sounds ခခွေပေါ့မြန်မာလိုပြောရရင်တော့ဒီခခွေပုံစံနဲ့ဒီကောင်လေး short vowel sounds ပါဒါပေမဲ့သူကဘာလို့ထူးခြားလဲဆိုဒီအတန်အတန်ကြတော့ဒီ central ပေါ့နော်ကျွန်တော်တို့ရဲ့ဘာသာဆိုထားလိုက်ပါရှေ့ရဲ့အနောက်ရဲ့ဒီအလဲတန်ပေါ့သူကပြောတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီတစ်ခုလုံးမျက်နှာတစ်ခုလုံး muscle ကိုဘာလို့ရမလဲဆိုတော့ဒီ short ထားရအောင်နော် relax လုပ်ထားရမယ်ပြီးတော့သူကတခြားပုံစံလိုပေါ့နော်ဘာမှ position ယူလို့မရဘူးပါဇက်ဒီ facial တစ်ခုလုံးနည်းနည်း relax လုပ်ပြီးတော့မှအဲ့အတန်ကိုဒီအလဲကနေကျွန်တော်တို့ကထားပြီးတော့မှထွက်လာတယ်လောက်ရတဲ့အတန်ပေါ့နော်ဥမာဘယ်လိုလဲဆိုတော့အလဲကနေသူဖြစ်တယ်ပေါ့နော်ဆိုတော့ပါဇက်ကလေးကြတော့ဘယ်လိုပြောမလဲဆိုတော့နည်းနည်းတော့ပွေတယ်ပါဇက်နည်းနည်းပွေတယ်ပုံမှန်ပေါ့နော်ဒီလောက်ပဲပွေတယ်ဥမာကျွန်တော်ပြောတဲ့ခါကျရင်နည်းနည်းလေးသတိထားကြည့်ပါနော်ပါဇက်တော့ပွေတယ်ဒါပေမဲ့အဲ့လိုမျိုးလုံးဝပိတ်နေတယ်လို့မဟုတ်ဘူးလုံးဝပွေသွားတယ်လို့မဟုတ်ဘူးဒီတော်ရုံအလဲလောက်ပေါ့နော်သူက mid opens ပေါ့ဆိုတော့ဥပမာအနေနဲ့ပြောရရင် about correct teacher the teacher corrected the homework ဒီဗီဒီယိုလဲကြားနေတဲ့မလို့တော့ကျွန်တော်ယုံကြည်တယ်နောက်ဗီဒီယိုနောက်အတန်နဲ့ပဲကျွန်တော်တို့တူတူပြန်လဲစုံကြတာပေါ့နော်